အားလုံးပဲမင်္ဂလာပါ new player လေး new player တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီလိုကျွန်တော်ပြမယ်နော်ခဏလေးနော်ကျွန်တော်တို့ဒီလိုမျိုး coin တွေကိုဘယ်လိုလဲရလဲဆိုတာကိုကျွန်တော်ဒီနေ့ရှင်းပြပေးသွားမှာဖြစ်ပါရဲ့ပေါ့နော်ကျွန်တော်တို့ဒီလို skin တွေနောက်ပြီးတော့ကျွန်တော်တို့ပေါ့နော်ဒီလို skin တွေပေါ့နော်ဆိုတော့ဒီလို shotgun skin တွေဒီလို shotgun skin တွေနောက်ပြီးတော့ဒီလို skin တွေကျုပ်တက်လုံးဝယ်လို့လည်းရတယ်ခဏတာအလားပြအနေနဲ့ဝယ်လို့လည်းရတယ်ပေါ့နော်ဒီလို skin တွေဝယ်ဖို့ဆိုရင်ကျွန်တော်တို့ UC မလိုဘူးဗျာကျွန်တော် UC မလဲဘူးဒီလိုနောက်ကကား skin တွေလိုပေါ့ဗျာ UC မလိုပဲခဏတာတုံးမှုအတွက်ဝယ်လို့ရရင်နီလန်းနေရှိပါတယ်ခင်ဗျအဲ့နီလန်းတွေကိုကျွန်တော်ဒီနေ့မှာတော့ရှင်းပြပေးမယ်ပေါ့နော်ကျွန်တော် weapon ဆိုတဲ့နေရာလေးကိုသွားလိုက် weapon မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ shop ဆိုတဲ့ထဲကိုသွားလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီလိုဟာလေးနဲ့လဲလို့ရတယ်ပေါ့နော်ကျွန်တော်ဒီလို skin တွေဒီလိုဟာတွေနဲ့လဲလို့ရတယ်ပေါ့နော်ကျွန်တော်ဘာပေါ့နော်ဒါဆိုရင်ကျွန်တော် DBS ပေါ့နော် DBS ကိုအပိုင်လိုချင်နေဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်1260အဲ့လို coin လေးနဲ့ဒီလိုလဲလို့ရတယ်ပေါ့နော်ဒါဆိုရင်အပိုင်ရတယ်ခုလိုရတယ်ဆိုရင်တော့ကျွန်တော်အစမ်းသုံးပေါ့ဗျာအစမ်းသုံးဝယ်လို့ရတယ်အပိုင်လဲဝယ်လို့ရတယ်ပေါ့နော်ဒီမှာကျုပ်ဒါဆိုရင် BP ပြကျွန်တော်တိတ်မရှိဘူးပေါ့နော်ကျွန်တော်မှာဒီလိုခါလေးနဲ့လဲလို့ရတယ်ပေါ့နော်ကဲ UC မလိုပဲနဲ့ကျွန်တော်လဲလို့ရတယ် coin လေးနဲ့လဲလို့ရတယ် skin တွေပါတယ်ပေါ့နော်ကြည့်ပေးခဲ့ကြတဲ့ new player ပကြီး new player လေးကျေးဇူးထူးတင်ရှိပါတယ်